အားလုံးပဲမင်္ဂလာပါကျွန်တော်ကြာလာဗီဒီယိုကခီးတွားခဲ့ပါတယ်အဲ့ဒါကိုပြပါမယ်အဲ့ဒါဒီမှာပါကျွန်တော်အဲ့ကိုတွား vlog ရိုက်ထားပါတယ် vlog ကြည့်ချင်ရင် like နဲ့ follow လေးလုပ်သွားခဲ့ပါဒါဆိုရင်စလိုက်ကြမယ် let's go ကျွန်တော်တို့စသွားတဲ့ချိန်ပါတလားအဲ့ဟာရှုခင်းနေဒါမိုက်ရတော်မိုက်ရကွာဖီလို့ရတယ်ဒီဟာကျွန်တော်ရဲ့တကယ်ချေတော်လာရေးပါအမှကျွန်တော်တို့သွားရင်လည်းဟိုဘက်ကရောက်ပါပါတယ်ဒီမဲ့ရောက်ပါမယ်ဒါလေးရှေ့သွားပြီပေါ်လာအမကျွန်တော်တို့တွားရင်နဲ့ရီကူးကရောက်သွားပါတယ်ဟုတ်မှာပါရှင်းပါတော်မိုက်ပါတယ်ရီကူးကကြီးတသိမ့်လေးပဲခါတော့မိုက်တယ်ဒါဒီမှာကူရမှာမဟုတ်ဘူးဒီရတွေကရီကူးကစီကန်းနေဖြစ်ပါတယ်အမှကျွန်တော်တို့အပေါ်ပြန်ရောက်သွားပါတယ်ရှင်းမှာကစားကွင်းရှိပါတယ်အမှကျွန်တော်တို့ကစားကွင်းစီတွားပြီးတော့ကစားကြပါတယ်အမှကစားငယ်လူတွေလည်းအများကြီးရှိပါတယ်မိုက်ပါတယ်တော်လေးမိုက်ပါတယ်အမှလှုပ်ထားတာစောင့်ရမိုက်ပါတယ်စီကြီးอ่ะโว้ကျွန်တော်တို့ပြန်တော့မဲ့အချိန်မှာမုတ်စားကြတာပါစားလို့လည်းကောင်းပါတယ်ကောင်းလားကောင်းလားကောင်းလားရကောင်းလားလုံးမကောင်းကောင်းတယ်လုံးမရှင်းပဲနေတော့မတိုင်းချင်တယ်နည်းနည်းထားလူလာကျွန်တော်တို့တိုင်နေဆုံးတော့ရိုက်တာဟလားဟုတ်တယ်ဒါကျွန်တော်တို့ရဲ့ group photo ပဲဖြစ်ပါတယ်မိုက်တာမသိဘူးဗျာဒါကျွန်တော်ပဲဖြစ်ပါတယ်ကျွန်တော်နာမည်ကဒီပင်မှာအားလုံးကြည့်ပြရတဲ့အတွက်ကျေးဇူးတင်ပါတယ်